我就来西前的嘛，这马路基督的弄表吧，这马路这么road吃的路的，那个我雷塔担不他的路的呀，的 CRPH、NUG 那 NLD 我偷看的快的呀那边哦，这样这样搭片到我看你呀话的不就，这马路这么road go阿哥那边买嘞。ไอ้เช่ก็เบชิงยาวลามเลยဆိုတဲ့ဟာမျိုးကျမတို့တွေးကြောက်နေရပါတယ်ဒီလွတ်လပ်ရေးရဖို့ကြိုးပမ်းစဉ်ကာလတွေကကျမတို့ပြည်သူတွေကတက်မတော်နဲ့အတူလက်တွဲပြီးတော့ရရလက်နက်ကိုဆွဲကင်ပြီးတော့တော်လှန်ခဲ့ကြနေချက်ကိုတော်လှန်ခဲ့ကြသူများပဲဖြစ်ပါတယ်ကိုကျုပ်အခုအချိန်မှာတော့ဒီဘာမဟုတ်တဲ့ NUG CRPH နဲ့ NLD ထောက်ခံသူတွေရဲ့အကြမ်းဖက်ရန်ပြုခြင်းကိုငြိမ်ခံနေရပါတယ်ဘာအတွက်လဲဆိုတော့ကျမတို့တုံ့ပြန်လို့ရှိရင်လေထောင်ကြမှာပါမတုံ့ပြန်မဲ့ငြိမ်ခံတော့လဲသေးတယ်မှာကျမတို့အတွက်ရွေးချယ်စရာလမ်းမရှိပါဘူးအဲ့အတွက်ဗိုလ်ချုပ်တို့အနေနဲ့ကျမတို့ကိုဒီမိမိကိုပြေဝစွာခုခံကာကွယ်နိုင်တဲ့မိမိတို့ရဲ့အသက်အန္တရာယ်ကိုကာကွယ်နိုင်တဲ့လက်နက်မျိုးကိုကျမတို့မှာကင်ဆောင်ခွင့်ပြုပါလို့ကျမတို့တောင်းဆိုခြင်းပါတယ်ကျမတို့ဘက်ကခံစားနေရတဲ့ပြည်သူတွေသိဆုံးသွားတဲ့လူတွေရဲ့အမည်စရင်းကိုအတိအကျထုတ်ပြန်ပေးလို့ရနိုင်ပါမလားအခုအခြေအနေမှာ NUG DCRPH တို့သိဆုံးနေတဲ့ဥယျာဉ်နဲ့ကျမတို့တက်မတော်ထောက်ခံတဲ့လူတွေသိဆုံးနေတဲ့ဥယျာဉ်ဘယ်ဟာများမယ်လို့ဗိုလ်ချုပ်အနေနဲ့သိပါသလားကျွန်တော်ခုနပြောလို့ပဲကျွန်တော်တို့အပြစ်မဲ့ပြည်သူ183တော့အသက်ခံရတယ်အဲ့စင်းစရာကိုကျွန်တော်ခုနပြောတယ်ပေးလိုက်မယ်လို့ပြောလိုက်တယ်ပေးလိုက်မယ်ဆိုတော့အတိအကျကျွန်တော်ပေးလိုက်မယ်နာမည်တော့မပါဘူးလူကြီးဘယ်လောက်ရှိတယ်စာတင်ကြောင်းဘယ်လောက်မီးရှို့ခံရတယ်ဒလန်တို့ဆွဆွဲပြောရနှိပ်စက်တူလို့ဘယ်လောက်ရှိတယ်ဆိုတဲ့ဟာတွေကျွန်တော်တို့စင်းစရာကိုပေးလိုက်မယ်ဆိုတာခုနကျွန်တော်ဘူယုံကမေးတဲ့မိခွန်းထဲမှာကျွန်တော်ဖြေပြီးဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့အဲ့စင်းစရာတွေအားလုံးကိုမီဒီယာများကိုပေးလိုက်ပါမယ်100ကျော်ပဲရှိသေးတာလားဘုရားမှန်ပါတယ်ကျွန်တော်တို့အပြစ်မဲ့ပြည်သူဒါ183ယောက်ရှိပါတယ်မင်္ဂလာပါဘုရားမိခွန်းလေးမေးဖို့အတွက်အချိန်လေးနည်းငယ်ပေးပါဘုရားမိခွန်းမှာဟုတ်ကဲ့တော့ရှိပါတယ်ဟွာပေါ့ကျွန်တော်တို့ဒီမှာဟွာမလောက်ခင်ကတည်းကကျွန်တော်ကန့်သတ်ထားရှိပါတယ်မိခွန်းကိုမေးပါကျွန်တော်တို့ဟွာပေါ့နော်ဟိုကွန်မန့်တွေအများကြီးမပေးကွန်မန့်တွေအများကြီးမပေးပါနဲ့ဆိုတာဒီကနေပြီးအများကြီးပေါ့နော်ဟိုကိုပြောချင်တဲ့ဟာတွေကိုတော့ပြီးမှတာပြောပါကျွန်တော်တို့ဟိုမိခွန်းမေးပေးဖို့တော့ဟွာပြပါတယ်မြတ်ဟုတ်ဘုရားအခုလက်ရှိအခြေအနေမှာကျမတို့အခုပြည်သူတွေလို့မပြောပါဘူးကျမတို့တက်မတော်ကိုချစ်တဲ့လူတွေနိုင်ငံကိုအလေးထားတန်ဖိုးထားတဲ့လူတွေကဒီ CRPH NUG နဲ့ NLD ကိုထောက်ခံတဲ့အဖွဲ့တွေကနေပြီးတော့တရားကျမ်းဖက်တပ်ဖြတ်တာကိုခံနေရပါတယ်ဘုရားတက်မတော်ကဗိုလ်ချုပ်အောင်ဆန်းတရေတီခဲ့တာလို့ပြောရင်ကျမတို့လက်ခံပါတယ်ဒါပေမဲ့ဗိုလ်ချုပ်ကြီးနေဝင်းကတဆင့်တက်မတော်ကိုခက်ခဲစွာမွေးဖွားထူထောင်ခဲ့ပါတယ်ဒီဗိုလ်ချုပ်မူကြီးဦးတန်းရွှေခင်မှာတော့ကျမတို့တက်မတော်ကနိုင်ငံလယ်မှာထေဝါစွာရပ်တည်နိုင်ခဲ့ပါပြီဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ခင်မှာတော့ NUG ပဲဖြစ်စေ CRPH ပဲဖြစ်စေအခြားနိုင်ငံကပဲဖြစ်စေကျမတို့နိုင်ငံကိုဘလို့ပဲလာရောက်ပြီးတော့အနေရပြုတ်တည်ဖြစ်စေကျမတို့နိုင်ငံနဲ့ကျမတို့တက်မတော်ကဘယ်တော့မှပြိုလဲတော့မှာမဟုတ်ဘူးလို့ကျမတို့အကျွင့်မဲ့ယုံကြည်ထားပါတယ်ယုံကြည်ထားတဲ့ကဲ့သို့ပဲကျမတို့တက်မတော်ကိုအားကိုးပါတယ်ဒီနေ့အချိန်ထိလဲဒါပေမဲ့လက်ရှိမြေပြင်ရဲ့အခြေအနေတွေရတော့ကျမတို့တက်မတော်ကိုအားကိုးနေပေမဲ့လေအိမ်ရှိကိုဘယ်အချိန်ရောက်လာမလဲဆိုတဲ့ဟာမျိုးကိုကျမတို့တွေးကြောက်နေရပါတယ်ဒီလွတ်လပ်ရေးရဖို့ကြိုးပမ်းစဉ်ကာလတွေကကျမတို့ပြည်သူတွေကတက်မတော်နဲ့အတူလက်တွဲပြီးတော့ရရလက်နက်ကိုဆွဲကင်ပြီးတော့တော်လှန်ခဲ့ကြနေချက်ကိုတော်လှန်ခဲ့ကြသူများပဲဖြစ်ပါတယ်ဘုရားအခုအချိန်မှာတော့ဒီဘာမဟုတ်တဲ့ NUG CRPH နဲ့ NLD ထောက်ခံသူတွေရဲ့အကြမ်းဖက်ရန်ပြုခြင်းကိုငြိမ်ခံနေရပါတယ်ဘာအတွက်လဲဆိုတော့ကျမတို့တုံ့ပြန်လို့ရှိရင်လေထောင်ကြမှာပါမတုံ့ပြန်မဲ့ငြိမ်ခံတော့လဲသေးတယ်မှာကျမတို့အတွက်ရွေးချယ်စရာလမ်းမရှိပါဘူးအဲ့အတွက်ဗိုလ်ချုပ်တို့အနေနဲ့ကျမတို့ကိုဒီမိမိကိုပြေဝစွာခုခံကာကွယ်နိုင်တဲ့မိမိတို့ရဲ့အသက်အန္တရာယ်ကိုကာကွယ်နိုင်တဲ့လက်နက်မျိုးကိုကျမတို့မှာကင်ဆောင်ခွင့်ပြုပါလို့ကျမတို့တောင်းဆိုခြင်းပါတယ်နောက်တစ်ခုကတော့ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကဥပဒေဘက်တော်သားများဖြစ်ကြပါတယ်ကျမတို့မှာကားပေါ်ဖြစ်စေအိမ်မှာဖြစ်စေဒီလက်နက်တစ်ခုခုကိုကင်ဆောင်ထားရင်ကျမတို့ကအဖမ်းခံရမှာပါကျမတို့တွေဒီအဖမ်းခံရမှာပါဒီအတွက်ကို
ကျမတို့အခုကန်ဆောင်ခွင့်ပြုပါလို့တောင်းဆိုပေမဲ့ဗိုလ်ချုပ်တို့တောင်းဆိုပေမဲ့ဥပဒေမဲ့လို့ဖြစ်နေပါတယ်ဒီပွဲကြီးမှာကျမဒီဟာကိုပြောပြတဲ့အတွက်ဒါမဲ့အမြန်လမ်းမှာဗိုလ်ချုပ်အနှင်းရင်နဲ့အမြန်ရင်မှာအနှင်းရင်တက်မောင်းဝင်မပေးထားပါဘူးဒီလမ်းမဟုတ်အနှင်းရင်နဲ့ကျမတို့ကားနဲ့ဖြစ်စီတိုင်းမိတဲ့အခါမှာဘလို့ပဲလမ်းကြောင်းမှန်နေပါစေအနှင်းရင်ရဲ့အလွန်ပါပဲအဲ့ဒီတာရကလေးရကျမတို့ဒီလောလောဆယ်မိမိကိုမိမိအသက်အန္တရာယ်ကိုခုခံပါကွယ်ပိုင်ခွင့်အရာဒီလက်နက်ကိုလက်အပြည့်အဝကာကွယ်နိုင်တဲ့လက်နက်တစ်ခုကိုပေးကင်ခွင့်ပြုလို့ရမရအောင်ကျမတို့သိချင်ပါတယ်ရေးတကြီးဒီကတော့ကျွန်တော်တို့ဟိုပါပေါ့ဥပဒေအရာအကာအကွယ်ပဲယူမှာဖြစ်ပါတယ်ရာဇာကြီးဥပဒေရတော့ဒါရာဇာကြီးဥပဒေဒါပုပ္ပ100လောက်မှရှိတာပေါ့နော်အဲဒီဟာနဲ့ပတ်သက်ပြီးမိမိကိုယ်ကိုကာကွယ်ခုခံပိုင်ခွင့်လူတိုင်းမှာရှိပါတယ်မိမိကိုယ်ကိုကာကွယ်ခုခံပိုင်ခွင့်ကနေပြီးကြလွတ်တယ်မိမိကိုယ်ကိုကာကွယ်ခုခံပိုင်ခွင့်ရလှုပ်ဆောင်မှုတွေကလည်းပြစ်မှုမမြောက်စေရဆိုတဲ့ဟာမျိုးရှိပါတယ်သို့တော့အဲ့မိမိကိုယ်ကိုကာကွယ်ခုခံပိုင်ခွင့်မှာစီမင်းတွေရှိပါတယ်အခုနတော့လို့အကြမ်းဖက်ပေါ့နော် CRPH NUG အကြမ်းဖက်သမားတွေကနေမှမိမိအသက်အန္တရာယ်ကိုရန်ရှာလို့မိမိနဲ့မိမိပတ်ဝန်းကျင်ကိုရန်ရှာလို့ခုခံကာကွယ်ခြင်းကတော့ကျွန်တော်တို့ဒီရာဇကြီးဥပဒေအရတော့ဒါပြစ်မှုမြောက်เสียကျွန်တော်တို့အကြောင်းလည်းမရှိပါဘူးပြစ်မှုလည်းမမြောက်ဘူးလို့ကျွန်တော်တို့ဒါပြောလိုပါတယ်ဒါတော့ဥပဒေအရအကာအကွယ်ဒီရခင်ကအတိုင်းကျွန်တော်တို့ရရှိပြီးဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ခုနပြောလို့ကျွန်တော်တို့အနေနဲ့လည်းဒီအတန်တွေကိုအများအားကြားရပါတယ်ဒီထောက်ခံသူတွေပေါ့တမတော်ထောက်ခံသူတွေလည်းတမတော်ထောက်ခံသူတွေလို့ပြောတာလည်းရှိတယ်ပြီးရင်တမတော်နဲ့ဒီပြည်ခိုင်ဖြိုးနဲ့ရင်ပြည်ခိုင်ဖြိုးပါတီဝင်တွေပေါ့နော်ပြည်ခိုင်ဖြိုးပါတီဝင်တွေပြည်ခိုင်ဖြိုးထောက်ခံသူတွေပြောတယ်ပြီးရင်တော့ကျွန်တော်တို့ဒီအမျိုးသားရေးသမားတွေလည်းပြောတယ်သူတို့အနေနဲ့အသက်အန္တရာယ်ရှိတဲ့အကြောင်းအသက်အန္တရာယ်ပြုခံရတဲ့အကြောင်းဒါအန္တရာယ်ဖြစ်တဲ့အကြောင်းနေလို့ထိုင်လို့မရတဲ့အကြောင်းကျွန်တော်တို့အများအားပြောနေတာဖြစ်ပါတယ်ကျွန်တော်တို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်းဒီအဖွဲ့တို့မှမဟုတ်ပါဘူးမြည်သည့်ဒုက္ခရောက်နေတဲ့ပြည်သူတဦးတယောက်ကိုမရှိဆိုမြည်သည့်ပြစ်မှုကျူးလွန်မဲ့နဲ့အပြစ်မဲ့တဲ့ပြည်သူတဦးတယောက်ကိုမဆိုကျွန်တော်တို့ဒါကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါတယ်ကျွန်တော်တို့ဝန်ခံပါတယ်ကျွန်တော်တို့ကာကွယ်စောင့်ရှောက်ပေးနိုင်တာဒီကွက်ပြတော့မဟုတ်လူတဦးချင်းတော့ကျွန်တော်တို့ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်းတော့မရှိပါဘူးကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်းမပြောသို့တော့ကျွန်တော်တို့အနေနဲ့အကြောင်းကြားတာတွေရရင်ပြောတာတွေရှိရင်ချိန်ပြီးသွားရောက်ပြီးကြဆောင်ရွက်ပေးနိုင်တာမျိုးတွေတော့ဆောင်ရွက်ပေးပါတယ်တခုဟွာပြုကျင်တာကတော့ပြောကျင်တာကတော့ပေါ့နော်လုံခြုံရေးနဲ့ပတ်သက်ပြီးရင်လုံခြုံရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ပုံမတိုးမြင့်ဆောင်ရွက်ဖို့အခုနကပြောလို့တော့အကြောင်းကြီးလုံခြုံရေးပြည်သူလူထုလုံခြုံတဲ့ပတ်သက်ပြီးရင်ကျွန်တော်တို့ပုံမတိုးမြင့်ဆောင်ရွက်ဖို့အတွက်အများအားဆောင်ရွက်လျက်ရှိကြောင်းမှကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ဒုတိယမေးခွန်းလေးဆက်မေးခွန်းပြုပါဘုရားဒီလက်ရှိဖြစ်ပေါ်နေတဲ့မြေပြင်အခြေအနေပေါ့မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့မြေပြင်အခြေအနေကိုနာဆာကကောင်စီဥက္ကဋ္ဌအနေနဲ့အတိအကျအမှန်ကန်သိရှိနေပါသလားသိရှိနေပါတယ်ဆိုလို့ရှိရင်အခုတက်မတော်ကနေပြီးတော့အကြမ်းဖက်တွေကိုနှိမ်နှင်းလိုက်လို့တည်သွားတဲ့ဥယျာဉ်တွေကိုသာကျမတို့ဘက်ပေါင်းစုံနေရာပေါင်းစုံကနေကြားသိနေရပါတယ်အခုတနေ့ရဆိုရင်ကျမတို့ပြည်ကပရာဟိတကိုလုပ်ခဲ့တဲ့ပုံကိုမျိုးတွေမနေ့ရဆိုရင်ဘုရားထောင်မှာဘုထောင်ဖျားဝင်းရှိမှာတနက်နဲ့ပြစ်သွားတဲ့ကိစ္စတွေအဲ့လိုဒီအကျန်းဖက်အဖွဲ့အစည်းတွေရဲ့တပ်ဖြတ်ခြင်းကိုခံရတဲ့စည်ရင်းကိုတော့ကျမတို့ဘယ်နေရာမှတင်ပြတာကိုမတွေ့ရပါဘူးဒီနာဆာကောင်စီဥက္ကဋ္ဌကအမှန်တကယ်မြေပြင်သတင်းကိုသိတယ်ဆိုရင်ဗိုလ်ချုပ်တို့အနေနဲ့ကျမတို့ဘက်ကခံစားနေရတဲ့ပြည်သူတွေတိတ်ဆုံးသွားတဲ့လူတွေရဲ့အမည်စည်ရင်းကိုအတိအကျထုတ်ပြန်ပေးလို့ရနိုင်ပါမလားအခုအခြေအနေမှာ NUG ဒီ CRPH တို့တိတ်ဆုံးနေတဲ့ဥယျာဉ်နဲ့ကျမတို့တက်မတော်ထောက်ခံတဲ့လူတွေတိတ်ဆုံးနေတဲ့ဥယျာဉ်ဘယ်ဟာများမယ်လို့ဗိုလ်ချုပ်အနေနဲ့သိပါသလားကျွန်တော်ခုနပြောလို့ပဲကျွန်တော်တို့အပြစ်မဲ့ပြည်သူ183ကိုအသက်ခံရတယ်အဲ့စင်းစရာကိုကျွန်တော်ခုနပြောတယ်ပေးလိုက်မယ်လို့ပြောလိုက်တယ်ပေးလိုက်မယ်ဆိုတော့အတိအကျကျွန်တော်ပေးလိုက်မယ်နာမည်တော့မပါဘူးလူကြီးဘယ်လောက်ရှိတယ်စာတင်ကြောင်းဘယ်လောက်မီးရှို့ခံရတယ်ဒလန်တို့ဆွဆွဲပြောရနှိပ်စက်တူလို့ဘယ်လောက်ရှိတယ်ဆိုတဲ့ဟာတွေကျွန်တော်တို့စင်းစရာကိုပေးလိုက်မယ်ဆိုတာခုနကျွန်တော်ဘူယုံကမေးတဲ့မိခွန်းထဲမှာကျွန်တော်ဖြေပြီးဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့အဲ့စင်းစရာတွေအားလုံးကိုမီဒီယာများကိုပေးလိုက်ပါမယ်100ကျော်ပဲရှိသေးတာလားဘုရားမှန်ပါတယ်ကျွန်တော်တို့အပြစ်မဲ့ပြည်သူဒါ183ယောက်ရှိပါတယ်ကျေးဇူးတင်ပါတယ်ဘုရား